ဘာမြေကြီးဆိုရင်ဒီမှာပေါ့နော်ဒီလိုပုံစံမျိုးလေးမြေဓာတ်မြေဓာတ်မီဓာတ်အဲ့အလေးကိုဒီလိုပုံစံမျိုးနဲ့ထားပေးလိုက်မယ်နောက်တစ်ခုကကြတော့ကိုရီးယားဒီရေတခွန်လို့နောက်ခါကြတော့ဒီဘယ်လိုခေါ်မလဲလေဝှေ့ရမ်းနဲ့လေဓာတ်တွေရေဓာတ်တွေကိုကြတော့ဒီအပေါ်ပိုင်းကိုထားလိုက်လို့30တွင်းကိုကိုရီသိသွားပြီအဲ့သိသွားတဲ့အထင်မှာတခါ page night king queen ပေါ့နော်အဲ့လိုပုံစံမျိုးတွေမှာ cap ကကြတော့ကိုရီးယားဘာလဲဆိုတဲ့ခါကြတော့ cap ကရေဓာတ်ကိုစားပြုပါဒီဘက်မှာနော်ရေတခွန်ကိုပြတ်ဖာဆုံးပြင်းမြင်ခေါ်ပါတယ် SWARD sweat လို့ခေါ်ပါတယ်လေဆိုတဲ့ခါကျတော့လေကိုဝှေ့ရမ်းတာပေါ့နော်ဒါကကြတော့လေဝမ်ပဲဖြစ်ပါတယ်ဝမ်ဆိုတော့ခါကျတော့မီဓာတ်ပေါ့နော်ဝမ်ဆိုတာကကြမီးပုံဝင်ကျင်းပါတယ်ဆိုတော့မြေကြီးပေါ်မှာပဲကျင်းပါရတာခဲဆိုတဲ့ခါကျပန်နိခဲလေးကမြေဓာတ်ပဲဖြစ်ပါတယ်နော်ကျေကကြဒင်းငါပေါ့ဒင်းငါကိုကြတော့များသောအားဖြင့်မြေကြီးချူရနာအောင်လုပ်ငန်းစွာရေးကြိုလိုက်ပါရနော်ဒီတစ်ခေါက်ရှိန်လုပ်ပေးချင်တာကဒီအခုထဲတို့ပညာရက်ကိုကွာထဲတဲ့ဝင်နဲ့လေးလာနေပြီ professional ဘက်ကိုလည်းခြေလန်းချစပြီးတော့လှမ်းနေပြီပေါ့ okay လူများတွေပြောလို့ဓာတ်ကြီးလေးပါတော့တည်သွားပြီဓာတ်ကြီးလေးပါမှာဘာတွေပါလဲပေါ့နော်ဓာတ်ကြီးလေးပါမှာလွယ်ပါတယ်ဒီရေပေါ့နော်ရေဆိုရင်ဒီဘက်မှာနော်ရေတခွန်ကိုပြတ်ဖာဆုံးပြင်းမြင်လိုက်ပါရေတခွန်မှာဆိုရင်ဒီလိုပုံစံမျိုးလေးရေလေးတွေစီးကြနေတယ်အဲ့ဒါပြီးတဲ့ခါကျတော့လေဆိုတဲ့ခါကျတော့လေကိုဝှေ့ရမ်းတာပေါ့နော်ဒါကကြတော့လေကိုဝှေ့ရမ်းတယ်ဒါဒုစာကြတော့ကိုရီမီးပုံပွဲကျင်းပရပေါ့နော်မီးတက်ကကြမီးပုံပွဲကျင်းပရဆိုတော့မြေကြီးပေါ်မှာပဲကျင်းပရတာများတယ်မလားโอเคအဲ့ဒါပြီးတဲ့ခါကျတော့နောက်ကျဲကကြဒင်းငါပေါ့ဒင်းငါကိုကြတော့များတော့အဖြစ်မြေကြီးတက်ပေါ့မြေတက်ကိုစားပြည့်ရတဲ့အတွက်ကြောင့်မလို့ဒီမဲ့အဲ့ဒါဆိုရင်အားလုံးကိုတစ်ချက်ပြန်ပြီးတော့ကြည့်လိုက်တဲ့ခါမှာအပါနဲ့လိုဟာဆိုပြီးတော့တစ်ချက်ခွဲလို့ရရပေါ့နော်အပါနဲ့လိုဟာဆိုဟိုလိုခွဲတာမဟုတ်ဘူးဒီပေါ့ကဘာမြေကြီးဆိုရင်ဒီမှာပေါ့နော်ဒီလိုပုံစံမျိုးလေးမြေဓာတ်မီဓာတ်အဲ့အလေးကိုဒီလိုပုံစံမျိုးနဲ့ထားပေးလိုက်မယ်နောက်တစ်ခုကကြတော့ကိုရီးယားဒီရေတခွန်လို့နောက်ခါကြတော့ဒီဘယ်လိုခေါ်မလဲလေဝှေ့ရမ်းနဲ့လေဓာတ်တွေရေဓာတ်တွေကိုကြတော့ဒီအပေါ်ပိုင်းကိုထားလိုက်လို့ထားပေးရမယ်ပေါ့နော်ဒါဆိုရင်ဒါလေးကကြတော့ရေဓာတ်ကိုစားပြုတယ်ဒါလေးကကြတော့လေဓာတ်ကိုစားပြုပါတယ်เนาะဒီလိုပုံစံမျိုးလေးကိုကထားလိုက်တဲ့ဆိုတဲ့ခါကြတော့ okay အဲ့ဆိုရင်မြေဓာတ်ကိုငါတို့ကိုစားပြုပြီးသွားကြမြေဓာတ်ကိုမြေဓာတ်မှာရှိတဲ့ဒီ energy ကိုကလက်ခံရရှိမယ်ဒါလေးကကြတော့မီဓာတ်ဖြစ်တဲ့ကြောင့်မီဓာတ်ရဲ့ energy ကိုလည်းလက်ခံရရှိမယ်နောက်တစ်ခုကကြတော့ဒါလေးကရေဓာတ်ဖြစ်တဲ့အတွက်ကြောင့်မလို့ရေဓာတ်ရဲ့ energy ကိုလည်းကိုရီလက်ခံရရှိမယ်နောက်ခါကျလေဓာတ်ဖြစ်တဲ့လေဓာတ်ရဲ့ energy ကိုလည်းကိုရီလက်ခံရရှိမယ်အဲ့လိုပုံစံမျိုးလေးနဲ့ကိုက energy ကိုလက်ခံရရှိရဲဆိုပြီးတော့ကိုရဲ့ဒီအလုပ်စပွဲပေါ့နော်အလုပ်စပွဲရဲ့အခင်းမှာအဲ့လိုပုံစံမျိုးလေးနေရာချထားပေးလိုက်တဲ့အခါမှာဆိုရင်ကိုဟာတခြားလူနဲ့မတူဘဲနဲ့ energy တွေနဲ့ဝန်းရံထားရပေါ့နော်အဲ့လိုပုံစံမျိုး energy balance ဖြစ်သွားတယ်လို့ခေါ်လို့လဲရရပေါ့နော် okay အဲ့ဒါပြီးတဲ့ခါကျတော့တစ်ချက်နောက်ထပ် share လုပ်ပေးမှာကဒါလေးကကြတော့ major 22ကပ်ပဲဖြစ်ပါတယ်ဒါလေးကတော့ minor 88ကပ်ထဲရမှာ22ကပ်ကိုနှုတ်လိုက်ရင်ဒီကပ်လေးတွေဖြစ်ပါတယ် okay အဲ့ဒါမှာဒီ4ကပ်ထဲကဒီအုပ်စုလေးစုထဲမှာဘာလေးတွေပါလဲဆိုတာကိုတစ်ချက်ပြောပြပေးပါမယ် okay အဲ့ဆိုရင်ဒီမှာဆိုရင်ဒါလေးပေါ့နော်ဒါလေးကကြတော့ခုနကပြောထားတဲ့လေဓာတ်ဒါလေးက sweat လို့ခေါ်ပါတယ် SWARD sweat လို့ခေါ်ပါတယ်အဲ့ဒါဆိုရင်ဒီမှာဒါလေးကိုတစ်ချက်ပြပေးပါမယ်ဒါဆိုရင်1 2 3 4 5 6 9မနော်8 9 10တိကရေ30တွင်းကတော့ကိုရီသိသွားပြီ okay ဒါလေးကကျတော့ page လို့ခေါ်ပါတယ် page of sweat ဒီမှာကnice of sweat ဒါ queen of sweat ဒါ king of sweat ဆိုပြီးတော့ဖြစ်သွားမယ်ဒါလေးက sweat ရဲ့အနေထားကိုသိသွားပြီဆိုတဲ့ခါကျတော့ဒါ cap ကကြတော့ကိုရီးယားဘာလဲဆိုတဲ့ခါကျတော့ cap ကရေဓာတ်ကိုစားပြုပါတယ်အဲ့ဒါဆိုရင်ဒါလေးကိုဖယ်လိုက်မယ်ဖယ်လိုက်ပြီးတော့ဒါလေးကိုလည်းတစ်ချက်ကြည့်ပါမယ်ဒါလေးဆိုရင်ဒီမှာ1ဒီမှာ2ဒီမှာ3ဒီမှာ4ဒီမှာ5ဒီမှာ6ဒီမှာ9ဒီမှာ10ဒီမှာ9ဒီမှာ10ဒီမှာကpage 9 queen night အဲ့လိုပုံစံမျိုးဖြစ်ပါတယ်နောက်တစ်ခုကကြတော့ဒီမှာကage of panicle ဆိုတဲ့ခါကျ panicle လေးကမြေဓာတ်ပဲဖြစ်ပါတယ်เนาะဖြစ်ပါတယ်เนาะမြေဓာတ်ဖြစ်တဲ့အတွက်ကြောင့်မလို့တစ်ချက်ကြည့်ရအောင်ဒီထဲမှာရောဘယ်နဲ့ကလေးပါလဲဆိုတော့1 2 3 4 5 6 9 10ကို30မနော်မဆိုရင် page 9 queen king ဟုတ်ပြီအဲ့ပြီးတော့ဒါလေးက1ပဲဖြစ်ပါတယ်1ဆိုတော့ခါကြတော့ mid ပေါ့နော်1ဆိုတာတော့ပေါ့အတော့ဆိုတော့ mid ပါပဲဒီမှာဆိုရင် age 1 2 3 4 5 6 9sorry 8 9
ဒီမှာက J on page 9 queen king ကဲအဲ့ဒါလေးရထူးခြားချက်ကိုတစ်ချက်သိသွားပြီလားမသိဘူး၄ခုစလုံးမှာကိုရီပေါ့နော်ဒီအုပ်စု၄စုလည်းသိသွားပြီအဲ့အုပ်စုဓာတ်ကြီးလေးပါးကိုလည်းကိုရီခွဲထားတာသိသွားပြီအဲ့သိထားတဲ့ထဲမှာကိုရီပြန်ပြီးတော့ခါကြခုနပြောသလိုတစ်ကရီ30တစ်ကရီ30အတွင်းကိုကိုရီသိသွားပြီအဲ့သိသွားတဲ့ထဲမှာတခါ page 9 king queen ပေါ့နော်အဲ့လိုပုံစံမျိုးတွေမှာဆိုရင်ဒီမှာက page ရဲ့ nice ရဲ့ queen ရဲ့ king ရဲ့အဲ့ဒါလည်းအုပ်စုလေးစုဒါဆိုရင်ကိုရီးယားဒါဒီကလေးတွေမြင်လိုက်တာနဲ့ဒါအုပ်စုလေးစုရှိသွားပြီအဲ့အုပ်စုလေးစုတွေမှာတခါပြန်ပြီးတော့ခါကြတော့ဒီအုပ်စုလေးစုနော်အဲ့အုပ်စုလေးစုတွေမှာဒီမှာကတစ်ကိုက်30တွင်းပါမယ်နောက်ထပ်၄ကက်ပါမယ်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 ဆိုတာလေးကိုကွယ်ကွယ်ပဲသိသွားပြီအဲ့ဒါဆိုရင်ကိုရီဒီ overhaul လေးကိုတစ်ချက်ခြုံပြီးတော့သိသွားပြန်ပြီဒါလေးကတော့22ကက်ဒါလေးကတော့ဒီ88ကက်ထဲက22ကက်ကိုနှုတ်လိုက်တဲ့ပုံစံမျိုးလေး56ကက်ပေါ့နော်အဲ့ပုံစံမျိုးလေးပဲဖြစ်ပါတယ်ဒါလေးဆိုရင်ကိုရီဓာတ်ကြီးလေးပါးကိုဘယ်လိုပုံစံမျိုးနဲ့လုပ်လို့ရရဲဆိုတာသိသွားပြီနောက်နံပါတ်ထူးခြားတဲ့တစ်ခုက age ဆိုတော့1ကိုဆိုလိုချင်တာဖြစ်ပါတယ်နော်ဒါလေးဆိုရင်ကိုရီးယားတစ်ကရေး30တွင် K2 Queen Queen King ဆိုတာလေးကိုလည်းသိသွားပါပြီเนาะဒါလေးကတော့ဓာတ်ကြီးလေးပါကိုဘယ်လိုထားရတဲ့အုပ်စုကဘယ်နှစုရှိတယ်အဲ့အုပ်စုထဲမှာပါဝင်တဲ့အရေးအတွက်ကဘယ်လိုဆိုတာလေးကိုပြောပြသွားပါပြီเนาะဟုတ်ကျေးဇူး